ဖရီကစ်သွင်းပြီးအင်တာမိုင်ယာမီနဲ့ဂိုး90ပြီးသွားတဲ့လီယိုမက်ဆီအင်တာမိုင်ယာမီအသင်းကောင်းဆောင်လီယိုမက်ဆီဟာပေါ်တိုဂို2ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တဲ့ကလပ်ဝေါ်ကပ်မှာအနိုင်ဂိုးသွင်းမှုပေးခဲ့ပါတယ်39နှစ်အရွယ်မက်ဆီဟာအင်တာမိုင်ယာမီကိုဦးဆောင်လာခဲ့ပြီးအသင်းအတွက်အဖိုးတန်အနိုင်ကိုဒုတိယပိုင်းမှာဖရီကစ်ကနေလက်လက်ပပသွင်းမှုပေးခဲ့တာပါဘယ်ဂျီကန်ချက်နဲ့ဂိုးရဲ့ဘက်ပတ်တောင်ကိုလှမ်းကန်ကပေါ်တိုဂိုသမားဘလို့မှမတတ်နိုင်ခဲ့ပါဘူးမက်ဆီဟာဖရီကစ်သွင်းဂိုးကြောင့်အင်တာမိုင်ယာမီကစားသမားဘဝဂိုး90ပြီးသွားပြီဖြစ်ပါတယ်အာဂျင်တီးနားတိုက်စစ်မှုဟာ2023က17ဂိုး2024က23ဂိုး2025အတွင်း16ဂိုးထိသွင်းယူပြီးဂိုးမနယ်တစ်ခုရအောင်သွားတာပါမိုင်ယာမီကိုစားပြုပြီး62ပွဲကစားထားရာသွင်းဂိုးက90ဂိုးဖန်တင်မှုက23ချိန်အထိပြုလုပ်ထားပါတယ်ဒါအပြင်မက်ဆီရဲ့ဖရီကစ်သွင်းဂိုးအရေအတွက်က68ဂိုးထိရှိလာပါပြီဒေတာတွေအရ2017ကမက်ဆီကဖရီကစ်၄ကိုစီရိုနယ်ဒိုကဂိုး30ရယူခဲ့ပါတယ်2025မှာမက်ဆီက68ဂိုးထိရှိလာတဲ့အပြင်စီယာ7ထက်9ဂိုးပိုတာနေတာပါမက်ဆီတို့အသင်းကအုပ်စုအဖွဲ့မှာအီဂျစ်ကလပ်အေယာလီကိုဂိုးမရှိသေးကစားနိုင်ခဲ့ပေမဲ့ပေါ်တိုကိုအနိုင်ရခဲ့တာကအဖိုးတန်နိုင်ပွဲဖြစ်ခဲ့ပါတယ်အနိုင်ရခဲ့တာကအသင်းတစ်သင်းလုံးရဲ့စူးစမ်းအထောက်အမှုနဲ့သက်ဆိုင်ပါတယ်အရေးကြီးတဲ့နိုင်ပွဲလေးဖြစ်ပါတယ်လို့မက်ဆီကပြောပါတယ်ခြေစွမ်းပြခဲ့တဲ့မက်ဆီဟာပွဲချိန်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုလည်းစကူရရှိခဲ့ပါတယ်အင်တာမိုင်ယာမီဟာဇွန်23ရက်မှာအုပ်စုနောက်ဆုံးပွဲအဖြစ်ဘရာဇီးကလပ်ပါမီယန်နဲ့ကစားရမှာပါ The spice of life.